1653ခုနှစ်မှာစစ်လန်ရွာကလူငယ်မဝင်းနီဖရက်ကအင်ကိုအမြန်ပြန်လာရင်လမ်းတစ်လျှောက်တွေးဆုံတဲ့လူတိုင်းကိုဒိုးထုတ်ပြီးသွားနေခဲ့တယ်။လူမရောက်လာတဲ့အခါဝင်းနီရဲ့မွေးနေ့အတွက်အထူးပြုလုပ်ထားတဲ့ဂျယ်လီကိုပြင်ဆင်ထားတဲ့သူမရဲ့ညီမတွေဖြစ်တဲ့မေရီနဲ့ဆာယာကိုတွေ့လာရတယ်။ဒါပေမဲ့ရွာကလူငယ်တယောက်ဖြစ်တဲ့ Jim Prince ချန်တဲ့သူမကိုလက်ထပ်ရမယ်လို့ဘုန်းတော်ကြီးကဆုံးဖြတ်ထားတာကြောင့်ကာမလေးကစိတ်ဆိုးနေတယ်။ဝင်းနီဖရက်ကသူညီမတွေကနေမခွဲချင်လို့လက်မခံခဲ့ဘူး။ဒါကြောင့်ညီမတစ်ယောက်ကလက်ထဲမှာရှာတွေ့ထားတဲ့ရှာပါပင်ကူတစ်ကောင်ကိုလက်ဆောင်ပေးပြီးသူမကိုစိတ်ပေါ်ပါလာအောင်ကြိုးစားကြတယ်ကလိုက်မိမ့်မငယ်ကအဲ့ဒီလောက်ရကြောင်ဝမ်းတာနေခဲ့ပေမဲ့ဘုန်းတော်ကြီးကတော့ရွာသားတွေနဲ့အတူသူညီမတွေနေတဲ့အင်ကိုလာရောက်ခဲ့တယ်သူကဝင်းနီဖရက်ကိုဂျွန်းနဲ့လက်ထပ်ပြီးဆေးလန်မျိုးရဲ့ဥပဒေတွေကိုလိုက်နာရမယ်လို့တောင်းဆိုခဲ့ပေမဲ့ကောင်မလေးကနောက်တစ်ကြိမ်ထပ်မံညှင်းဆန်လိုက်တယ်ဒါကြောင့်ရဗင်ကဝင်းနီကိုဆေးလန်ကနေထုတ်ပယ်ကြောင်းချိန်ပြီးသူညီမတွေကိုစမစ်မီသားစုကစောက်ရှောက်ကြီးပြင်းစေမယ်လို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီနောက်သူကမေရီနဲ့ဆာယာကိုခေါ်ထုတ်သွားစေဖို့အမိန့်ပေးလိုက်ပေမဲ့ဖုန်းတော်ကြီးကဝင်းနီဖရက်ရဲ့ပင်ကူကသူ့လက်မောင်းပေါ်ကိုတရွှတ်တက်လာနေတာကိုမြင်ပြီးအလွန်ကြောက်လန့်ကအော်ဟစ်ဆက်တင်လိုက်တယ်။ရွာတရွာလုံးရုတ်တရက်ရှုပ်ထွေးသွားပြီးအဲ့ဒီချိန်ကိုအတုံးချကညီမ3ယောက်လုံးထွက်ပြေးကြပြီးတားမြစ်ထားတဲ့တောအုပ်ဘက်ကိုတန်တန်မတ်မတ်ပြေးလွှားသွားကြတယ်။အဲ့ဒီနေရာမှာလှပတန်ယုံနဲ့အတန်တန်ကိုကြားလိုက်ရ